အီရန်နိုင်ငံမှာအမေရိကန်လေတပ်ပိုင် KC-135 လေယာဉ်တစ်စင်းပြတ်ကျခဲ့တဲ့ဖြစ်စဉ်ကိုအမေရိကန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကအတည်ပြုထုတ်ပြန်လိုက်ပါတယ်။ဒီဖြစ်စဉ်ဟာလေယာဉ်နှစ်စင်းပါဝင်တဲ့လှုပ်ရှားမှုတစ်ခုအတွင်းမှာပြတ်ကျသွားခဲ့တာဖြစ်ပါတယ်။အဓိကရေးကြီးတဲ့အချက်ကတော့ဒီပြတ်ကျမှုဟာရန်သူဘက်ကတိုက်ခိုက်လို့ဖြစ်စေမတော်တဆပြစ်ခတ်မိလို့ဖြစ်စေဖြစ်ပွားခဲ့တာမဟုတ်ဘူးဆိုတာကိုတာဝန်ရှိသူတွေကရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်။လက်ရှိအချိန်မှာတော့လေယာဉ်ပေါ်မှာပါရှိသွားတဲ့အဖွဲ့လာတွေကိုကယ်ဆယ်နိုင်ဖို့အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုချက်ချင်းစတင်လှုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ဒီလေယာဉ်အဖွဲ့သားတွေဟာဘယ်လေတပ်စခန်းကဖြစ်တယ်ဆိုတာကိုအတိအကျမသိရသေးပါဘူး။သို့ပေမဲ့ဖေယားချိုင်လေတပ်စခန်းကတာဝန်ရှိသူတွေကတော့အခြေအနေကိုအနီးကပ်စောင့်ကြည့်နေကြပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဖေယားချိုင်လေတပ်စခန်းရဲ့တမှုဟောင်းထစ်သူအငိမ့်စာဗိုလ်မှူးကြီး Brian Newberry ကယခုလိုပဲမှတ်ချက်ပြုပြောကြားထားပါတယ်။အမေရိကန်လေကြောင်းရွှေ့ပြောင်းပို့ဆောင်ရေးကွက်ကိမှုဌာနချုပ်ဆိုတာမိသားစုကြီးတစ်ခုလိုပါပဲလို့သူကဆိုပါတယ်။သူကိုယ်လိုက်လဲဒီမိသားစုထဲမှာနှစ်ပေါင်း23နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ရတာကိုအလွန်ပဲဂုဏ်ယူမိကြောင်းပြောပါတယ်။လေတပ်တပ်ဖွဲ့ဝင်အားလုံးဟာတအူးနဲ့တအူးနီးနီးကပ်ကပ်ချိတ်ဆက်နေကြသူတွေဖြစ်ပါတယ်။ဒါကြောင့်ဒီလေရင်အဖွဲ့သားတွေဟာဘယ်စခန်းကပဲဖြစ်နေပါစေသူတို့အားလုံးတည်ကျွမ်းကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။လေ့ကျင့်ရေးကာလတွေမှာဖြစ်စေစခန်းတစ်ခုနဲ့တစ်ခုပြောင်းရွှေ့တဲ့အခါမှာဖြစ်စေအမြဲလိုစုံတွေ့ဖူးကြသူတွေဖြစ်ပါတယ်။အခုလိုအချိန်မှာတော့လူတိုင်းကရင်းတတိထိတ်နဲ့တရင်ကိုစောင့်စားနေကြပါတယ်။မိမိတို့ရဲ့ညီအစ်ကိုမောင်နှမတွေကိုဆုံးရှုံးရနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်မနှက်ဖြန်ဟာလေတပ်အတွက်တကယ်ကိုခက်ခဲတဲ့နေ့တစ်နေ့ဖြစ်လာလိမ့်မယ်လို့အငိမ့်စားပုံမူကြီးကဝမ်းနည်းစာပြောကြားခဲ့ပါတယ်။ဖေယားချိုင်လေတပ်စခန်းဟာအခုပြချခဲ့တဲ့ KC-135 လေယာဉ်အုပ်စုတွေအဓိကအခြေစိုက်ရနေရတစ်ခုဖြစ်ပါတယ်။ဒါ့အပြင်အီရန်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့စစ်ရေးတင်းမာမှုတွေမှာလည်းဒီစခန်းကတပ်ဖွဲ့ဝင်တွေပါဝင်ကူညီနေကြတာဖြစ်ပါတယ်။အခုပြချခဲ့တဲ့လေယာဉ်အဖွဲ့သားတွေနဲ့ပတ်သက်လို့သတင်းအချက်အလက်အသစ်တွေထပ်မံရရှိလာတာနဲ့တပြိုင်နက်ကျွန်တော်တို့ဆက်လက်တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။